အားလုံးပဲမင်္ဂလာပါ Essential Skill for Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့အမားတို့ဆွဲထားတဲ့ design လေးတွေကိုတခြားသူတွေစီအချိန်နဲ့တပြေးညီဝေမျှလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးပါမယ်ဒီ Canva မှာ share option လေးပါနေတာကလည်းသူ့ရဲ့အားသာချက်ပါပဲဒီ option လေးကိုအသုံးပြုပြီးတော့ graphic designer နှစ်ယောက်ကတယောက်တနေရာစီရှိနေပေမဲ့ design တွေကိုအတူတူဆွဲလို့ရတယ်တငယ်ချင်းတွေ group work တွေ presentation တွေလုပ်တဲ့အခါမှာလည်း presentation slide တွေကိုအတူတူဝင်ပြင်လို့ရမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်အဲ့ဒါကိုဘယ်လိုလုပ်မလဲကြည့်လိုက်ရအောင် share ဆိုတဲ့ခလုတ်လေးကညာဘက်အပေါ်ထောက်မှာရှိပါတယ် share ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရင်ပထမဆုံးတွေ့ရမှာက only you can access ဆိုတဲ့စာကြောင်းလေးပဲဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ကိုတယောက်တည်းပဲဝင်ကြည့်လို့ရတယ်ဒီဒီဇိုင်းကိုကိုပဲပြင်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါမဟုတ်ဘူးတယောက်တည်းမမြင်ချင်ဘူးကိုယ့်ရဲ့ဒီဇိုင်းကိုသူများတွေကိုပြချင်နေဆိုရင် anyone with the link ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကိုပေးရမယ်ခွင့်ပြုချက် permission 3မျိုးမြင်ရပါလိမ့်မယ် can view ကိုယ့်ရဲ့ဒီဇိုင်းကိုသူများတွေကိုကြည့်ရုံပဲကြည့်ခွင့်ပေးမှာလားဒီ can view ကိုနှိပ်ထားမယ်ဆိုရင်တော့သူတို့ကကိုယ့်ရဲ့ဒီဇိုင်းကိုကြည့်လို့ပဲရမှာဘာမှဝင်ပြင်လို့မရပါဘူးနောက်တစ်ခု can comment သူတို့ကကိုယ့်ဒီဇိုင်းကိုကြည့်ပြီး comment ဝင်ပေးလို့ရပါတယ်ဥပမာကိုယ့်ကိုဒီဇိုင်းအပ်ထားတဲ့သူကိုဒီ permission လေးပေးထားမယ်ဆိုရင်သူက comment လာလို့ရပါတယ်ဘယ်နေရာကိုတော့ပြင်ပေးပါအစရှိတဲ့ဖြင့်ပေါ့နော်နောက်တစ်ခု can edit ဒါကတော့ကိုယ့်ရဲ့ဒီဇိုင်းကိုစိတ်ကြိုက်ဝင်ပြင်လို့ရတဲ့ permission ပဲဖြစ်ပါတယ်ဒါတွေကိုစိတ်ကြိုက်ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင် copy link ခလုတ်လေးကိုနှိပ်လိုက်ရုံပါပဲပြီးရင်ကိုပို့ခြင်းတဲ့နေရာ Messenger သို့မဟုတ် Viber Telegram ကနေအဲ့ဒီ link လေးကိုပို့ခြင်းတဲ့တငယ်ချင်းလုံးဖော်ကိုင်းမက်စီပို့ပေးလိုက်လို့ရှိရင်တစ်ဖက်လူကကိုယ့်ရဲ့ Canva ထဲကိုချက်ချင်းဝင်လာလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်အမပို့ပြပေးမယ်နော်အခု design လေးကို desktop ကနေပို့လိုက်မယ်ပြီးတော့ဖုန်းထဲကနေပြန်ဝင်ကြည့်ပါမယ်ဒါဆိုရင်ဖုန်းထဲကရောက်လာတဲ့ link လေးကနေတဆင့် design နဲ့ဝင်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်လည်းကိုယ်စိတ်ကြိုက်စာသားတွေကိုဖြူပြင်ပြောင်းလဲလို့ရတယ်ဓာတ်ပုံတွေချဲ့မလား sticker တွေ element တွေအသစ်ထည့်မလားဖုန်းထဲမှာလည်းစိတ်ကြိုက်ပြန်ပြင်လို့ရပါတယ်ကဲအခုဆိုရင်ကို design တွေကို link နဲ့ဘယ်လိုသူများစီ share လို့ရလဲဆိုတာသိသွားပြီနောက်ထပ် share panel ရဲ့အောက်မှာဘာတွေရှိသေးလဲဘယ်လိုလုပ်ဆောင်ချက်တွေလုပ်လို့ရသေးလဲဆိုတာကိုထပ်ပြီးကြည့်ကြည့်ရအောင်နော်ပထမဆုံးတစ်ခုက present ပေါ့နော်ကျောင်း project တွေ presentation slide တွေကိုအတန်းရှိမှာပဲဖြစ်ဖြစ် zoom class နဲ့ screen share ပြီးတော့သူများတွေကိုရှင်းပြရတော့မယ့်အချိန်မှာဒီခလုတ်လေးကိုနှိပ်ကြရပါမယ်ဒီခလုတ်လေးကိုနှိပ်လိုက်ရင် full screen အကြီးမြင်လို့ရပါတယ်နောက်တစ်ခုကတော့ public view link မှာဒါကတော့ Canva account မဖွင့်ထားတဲ့သူတွေပါကို design ကို website ကနေကြည့်ကြရလို့မျိုးပေါ့နော်တည်တည်တက်တက်လေးကြည့်လို့ရအောင်လို့ link ထုတ်ပေးလိုက်တဲ့သဘောမျိုးပါပဲ public view link နဲ့ link လေးကိုယူပြီးသူများစီပေးလိုက်မယ်ဆိုရင်တော့ Canva မှာပါဝင်တဲ့ tools တွေပေါ်မနေဘဲနဲ့ဒီ design တက်တက်လေးပဲရှင်းရှင်းလင်းလင်းမြင်နေရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ template link မှာဒါကလည်း pro ဖြစ်မှသုံးလို့ရမယ် feature လေးပေါ့နော်ဒါကတော့ကိုဆွဲထားတဲ့ design ကိုသူများစီပေးလိုက်ခြင်းနဲ့ reference အနေနဲ့သုံးလို့ရအောင်လို့ share ပေးလိုက်ခြင်းနဲ့ဒါပေမဲ့ကိုဆွဲထားတဲ့ design ကိုပျက်စီးမခံနိုင်ဘူးသူစီကိုတီးတန့် design တစ်ခုဖြစ်နေရောက်သွားစေခြင်းနဲ့ဆိုလို့ရှိရင်ဒီ template link ကနေ copy ယူပြီးတော့ပို့လို့ရပါတယ်ဒါဆိုရင်တော့ဒီ link ကိုလက်ခံရရှိရဲကိုယ့်ရဲ့တငယ်ချင်းကမူရင်း design ကိုရမှာမဟုတ်ပါဘူးသူ့ထဲမှာရောက်သွားမှာက copy အသစ်တစ်ခုပဲဖြစ်ပါတယ်ရှင်ပြီးတော့ရှင်းပြရရင်ခုနက anyone with the link ဆိုတဲ့နေရာကနေ link ယူပေးမှာကိုယ့်ရဲ့ design တွေကိုလာပြင်လို့ရမှာဖြစ်ပါတယ်ဒီ template link ကိုပေးလိုက်လို့ရှိရင်တော့ကိုယ့် design နဲ့လာရှုပ်တော့မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ present and record ပါ video lecture တွေလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ slide ကိုရှင်းပြနေတာကို screen record သွင်းကျင်နေဆိုရင်တော့ဒီမှာကိုယ့်ရဲ့မျက်နှာလေးရော presentation slide လေးရောတခါတည်း record ဖမ်းလို့ရမယ့်ခလုတ်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ QR code ဖန်တီးရပဲဖြစ်ပါတယ် URL မှာကိုထောင်ထားပြီးသား website ရှိရင် copy paste လာလုပ်ပြီးတော့ဒီ generate လိုက်ပေါ့နော်ဒီ QR code လေးကို scan ဖတ်လိုက်တာနဲ့ကိုယ့်ရဲ့ website ထဲကိုတန်းရောက်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခု embed ဆိုတဲ့ခလုတ်လေးကတော့ကိုယ်ပိုင် website ရှိရသူဆိုရင်သိလိမ့်မယ်ကိုယ့်ရဲ့ကိုယ်ပိုင် website ဒါမှမဟုတ် blog တွေမှာဒီ embed link လေးကို copy ယူပြီးတော့ကိုယ်ပိုင် website မှာတွားထည့်လိုက်တာနဲ့ဓာတ်ပုံလေးကတန်းပေါ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ website ပါဒါကတော့ simple ဖြစ်တဲ့ website ပုံစံလေးပေါ့နော်ကိုဆွဲထားတဲ့ presentation ဒါမှမဟုတ် portfolio design လှလေးကိုတည်တံ့ website စာမျက်နှာတစ်ခုအနေနဲ့ online ပေါ်မှာတန်းပြီးတော့ publish လုပ်လို့ရတဲ့ခလုတ်လေးပဲဖြစ်ပါတယ်နောက်တစ်ခု Microsoft PowerPoint ဒီလိမ်မော်ရောင်လေးနဲ့ PPTX ဆိုတဲ့ခလုတ်လေးက Canva မှာဆွဲထားတဲ့ slide တွေကို Microsoft PowerPoint ထဲမှာပေါ့နော်
ပြန်ပြီးတော့ပြင်ဆင်လို့ရအောင်လို့ PowerPoint software file အဖြစ်နဲ့ပြောင်းလဲပြီးတော့ download ဆွဲတာပဲဖြစ်ပါတယ်ဒါကတော့ TikTok ပေါ်တင်နေဒါကတော့ email ပို့တယ်စံတူတီချာကြတော့တချို့ကျောင်းတွေမှာဆိုရင် Canva နဲ့ကျောင်းအကောင့်နဲ့ချိန်ထားတာမျိုးရှိရဲဒါဆိုရင်ကိုက Canva နဲ့ PowerPoint slide တွေပြင်ပြီးအိမ်စာထည့်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆရာမစီကိုတန်းပြီးတော့အိမ်စာထည့်လို့ရမယ်ခလုတ်လေးပဲဖြစ်ပါတယ်။ကဲအခုဆိုရင်တော့ Canva မှာ design ဆွဲရုံနဲ့မကဘဲနဲ့တငယ်ချင်းတွေဆရာမတွေ client တွေစီကိုလုံးနေတဲ့ project တွေကိုအချိန်နဲ့တပြေးညီမြန်မြန်ဆန်ဆန်မျှဝေလို့ရတယ်ဆိုတဲ့အကြောင်းကိုနားလည်သွားလောက်ပြီလို့မျှော်လင့်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုသဘောကျရင် channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက် episode မှာပြန်တွေ့ကြပါမယ်ရှင်။